လာပါခင်ဗျာကျွန်တော်ဘာမှတန်တဲ့ Academy ရဲ့ Basis New Writing သင်တန်းပြန်လည်စတင်လိုက်ပါပြီအခုဒီနေ့သင်တန်းမှာတော့အရင်နေ့ကအချက်လက်တွေကိုဘယ်လိုစစ်စစ်မလဲဆိုတဲ့အကြောင်းလေးကိုပြောပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့သင်တန်းမှာတော့ကျွန်တော်တို့ misinformation နဲ့ disinformation လို့ခေါ်တဲ့သတင်းတူးနဲ့သတင်းမှားတွေရဲ့အန္တရာယ်ကိုကျွန်တော်တို့ပြောပြသွားမှာပါသတင်းတူးသတင်းမှားတွေကဒီလူလူတက်တာတော့ကသတင်းတော်တွေတက်တဲ့ချင်းချောင်းစရာတစ်ခုဖြစ်ပါတယ်သတင်းတော်တွေကသတင်းတူးသတင်းမှားတွေကိုဘယ်ပိုင်းလောက်လိုက်နိုင်လဲဖော်ပြလိုက်ပြီးပြည်သူလူထုတွေစီကိုပုံမပြီးတော့ပြန်နှံ့နေပါတယ်။ဘာကြောင့်လဲဆိုတော့သတင်းတော်တွေကဒါမှမဟုတ်သတင်းမီဒီယာကညှောက်ကိုလိုက်တဲ့အချက်လက်တွေကမှန်ကန်တယ်လို့လူတို့ကယုံကြည်တဲ့အခါကျတော့သတင်းတူသတင်းမှားတွေကိုလက်လို့စပယ်ဖြန့်ချီလိုက်ပြီးလို့ရှိရင်လူတို့ကြားထဲမှာသတင်းတူသတင်းမှားတွေကအမှန်တပွဲပြန့်နှံ့သွားတတ်တာကြောင့်မို့လို့သတင်းတော်တွေအတွက်သတင်းတူသတင်းမှားတွေကိုမဖြန့်ချီမိဖို့ကအင်မတန်အရေးကြီးပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ misinformation ကိုခေါ်တဲ့သတင်းမှားတွေပေါ့နော်သတင်းမှားတွေလို့ပြောတဲ့သတင်းမှားတွေကိုကျွန်တော်တို့ဒီပြပါသတင်းတော်တွေကသတင်းမှားတွေကိုဒီပြဖို့လိုပါတယ်အဲ့သတင်းမှားတွေကဘယ်လိုပုံပဲနည်းနဲ့ဖြန့်ချီလေးရှိတယ်ပြန့်နှံ့လို့ရှိတယ်ဆိုတဲ့အစာကိုကျွန်တော်တို့အရင်ဆုံးသိထားရပါမယ်တချို့သောအကြောင်းအရာတွေကသတင်းအရာမှန်ကန်နေဓာတ်ပုံရမှားတဲ့နေရာတွေရှိတတ်ပါတယ်ဆိုတော့လွန်ခဲ့သောဓာတ်ပုံအဟောင်းပြီးခဲ့တဲ့ဓာတ်ပုံအဟောင်းကိုဖြစ်ခဲ့တဲ့ event မှာပြန်ပြီးတော့ပုံပြပြန်အပြင်လူတွေကဒါကအင်္ဂါမှာဒီလိုဖြစ်သွားတာပါလားဆိုရင်နားလည်မှုမှားတယ်တွေလည်းဖြစ်တတ်ပါတယ်အဲ့တော့သတင်းတော်တွေမဟုတ်ပဲတခြားသောလူမှုကွန်ရက်ကမျှဝေသူတွေကသူတို့ရဲ့စိတ်ခံစားချက်ပေါ်မှာလိုက်ပြီးသူတို့အတွက်စိတ်ကြီးကခံစားစရာတွေယူဆရတဲ့အကြောင်းအရာဟောင်းတွေကိုပြန်လည်ရေးသားပြီးတင်ဆက်တာမျိုးဒါမှမဟုတ်ပြန်လည်မျှဝေတာမျိုးဒါမှမဟုတ်ထင်မြင်ယူဆချက်တစ်ခုကိုရေးလိုက်တာမျိုးမှာအကြောင်းအရာဖြစ်ရကနေတွေ့ဖယ်သွားစီပါတယ်ဒါပေမဲ့အဲ့တွေ့ဖယ်သွားတဲ့အစားကတခြားလူကြားရဲ့စိတ်ခံစားမှုကိုနှိုးဆော်ပေးတဲ့အခါစင်စကားနဲ့အဲ့သတင်းသူအဲ့သတင်းမှာတစ်ခုကလူတွေကြားရဲ့ကိုပြန့်နှံ့ထိန်းနိုင်တဲ့နေရာပြန့်နှံ့တာတက်ပါတယ်အဲ့ခါကျလို့ရှိရင်ကျွန်တော်တို့အဖြစ်ပြက်အမှန်ကမင်းနေရုပ်ပြောက်ဝင်သွားတတ်ပါတယ်ဆိုတော့ဒီပုံစံလေးလမ်းဖြင့်သတင်းမှားတွေကပြန့်နှံ့လာတယ်အဓိကအကြောင်းချက်ကသတင်းမှားတွေနဲ့ပတ်သက်ရင်လူတွေကစီးစစ်ဝေဖန်တာမျိုးလုံးလေးမရှိပဲပြန့်နှံ့တတ်ပါတယ်ဘာကြောင့်လဲဆိုတော့သတင်းမှားအများစုကလူတွေရဲ့စိတ်ကိုအလွယ်တကူထိခိုက်ထိန်းချုပ်နိုင်တဲ့သတင်းမျိုးတွေဖြစ်နေရှိပါတယ်ဆိုတော့သတင်းတော်တွေကဒီသတင်းတွေကိုသတင်းတူသတင်းမှားဆိုတဲ့ဥစ္စာကိုဘယ်လိုနည်းနဲ့ပိုင်းခြားဝေဖန်လို့ရမလဲဆိုတော့သတင်းတူသတင်းမှားတွေကိုပိုင်းခြားဝေဖန်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဒါပေမဲ့ပထမနေ့မှာကျွန်တော်ပြောထားခဲ့လို့ verify fact လို့ခေါ်တဲ့အချက်လက်တွေ verify information လို့ခေါ်တဲ့သတင်းချက်လက်တွေကိုစစ်စစ်သုံးသပ်တာ fact checking လုပ်တာဒါမှမဟုတ်လို့ရှိရင် reliable source ဒီမျှဝေတဲ့လူတွေက reliable source ဖြစ်မဖြစ်သုံးသပ်တာစတဲ့ဒီလမ်းတွေကိုအသုံးပြုပြီးတော့ဒီသတင်းတွေအမှန်ကျွန်တော်ဖြန့်ချီလိုပါတယ်ပြန်လဲအကဲဖြတ်ဖို့လိုပါတယ်သတင်းတော့တွေကဒါဒီတောင်းကိုကြည်ပုံပို့ပြီးတော့ကြိုးစားအထောက်နိုင်ပါပါတယ်သတင်းတော့တွေကဆက်လက်တွေကိုဘယ်လိုစီစဉ်ရမလဲသတင်းဆက်လက်အမှန်တွေကိုဘယ်လိုရည်ကစုဆောင်းရမယ်ဆိုတဲ့အတက်ပညာကိုကျွမ်းကျင်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ဒီသတင်းတို့တွေသတင်းမှားတွေကိုတွေ့ရှိတာနဲ့စီစစ်အကဲဖြတ်ပြီးပါလို့ရှိရင်ဒီကဲဖြစ်အမှန်တော့ဘာဖြစ်တယ်ဆိုတော့ပြန်လဲထုတ်လွှင့်ဖို့လည်းတောင်းရှိပါတယ်